အခက်ခဲဆုံးနဲ့အကြမ်းတမ်းဆုံးအချိန်တွေကအထက်မြက်ဆုံးသောယောက်ျားတွေကိုမွေးထုတ်ပေးပါတယ်1945ခုနှစ်အမေရိကန်နိုင်ငံရဲ့အာနုမြို့ဘုံအကျဲခံရပြီးနောက်ပိုင်းဂျပန်နိုင်ငံဟာစင်ရဲတွင်တဲ့ကိုဇောက်ထူးကျသွားခဲ့ရပါတယ်ကျွန်တော်တို့အခုမြန်မာနိုင်ငံကလူငယ်တွေလိုအခက်ကဂျပန်လူငယ်တွေဟာလည်းအနာဂတ်တွေပျောက်ဆုံးပြီးစိတ်သက်တွေဟူအဝေးစီးတဲ့ထိထိုးကျနေခဲ့တဲ့အချိန်ပါဒါမဲ့အဲ့လိုပြပုံတွေအကြောက်တရားတွေနဲ့အစင်မပြေမှုတွေကိုအန်တုတဲ့လူကြိုမျိုးကလူငယ်လေးနှစ်ယောက်ကစိတ်သက်တွေကြနေမဲ့အစားကဘာကြီးကိုပြောင်းလဲမဲ့အိမ်မက်မနေခဲ့ကြတာပါအရင်နေမရှိအဆက်တွေမရှိအထောက်ပံ့မရှိပေမဲ့ဇွဲလုံးလာနဲ့ကြိုးစားအထုံးမှုကတော့အပြည့်ပါပဲဒီလိုနဲ့အမူးပြူတော့မဲ့ကုံတက်အဟောင်းတဲ့ကအခန်းကျင်းလေးတစ်ခုမှာအဲ့လူငယ်လေးနှစ်ယောက်ဟာသမင်ပေါင်းဦးလီတလုံးကိုတီထွန်လိုက်ကြပါတယ်အစင်မပြေပါဘူးအရှက်တကွဲအရှုံးတဲ့ရင်ဆိုင်ခင်ရပြီးဝဲတဲ့လူမရှိတဲ့အပြင်သမင်းတွေဒူးလို့ဆူပြီးယောလိုက်ရပါသေးတယ်တာမန်လူတွေကတော့အဲ့နေရာမှာတဲ့အရှုံးပေးပြီးအယက်သမားဘဝရောက်သွားနိုင်ပါတယ်ဒါပေမဲ့အဲ့လူငယ်နှစ်ယောက်ကတော့တင်ကန်းစာလို့မှတ်ပြီးလှုပ်ရှားရှိတာဆက်လုပ်နေခဲ့ကြတာပါဒီလိုနဲ့နှစ်တွေကြာလာတော့အမေရိကဝင်လာတဲ့စက်ပစ္စည်းသုံး transistor ဆက်လီကိုတငယ်ချင်းတယောက်တွေ့သွားကြတဲ့အချိန်မှာတော့တီထွင်မှုအကြံဉာဏ်တွေရသွားကြပါတော့တယ်ဒီလူနဲ့နှိမအားညမအားပေါ်ရာတယောက်လုံးပန်းလာကြတာနောက်ဆုံးမှာတော့ကပ္ပပထမဦးဆုံးအိတ်ဆောင်ရေဒီယိုလေးတစ်လုံးကိုကပ္ပကိုချပြနိုင်ခဲ့ကြပါတော့တယ်ရေဒီယိုဆိုလို့အထင်မသေးနဲ့တော့အချိန်တုန်းက Steve Jobs ရဲ့ iPhone မဆက်ပွဲလောက်နေပြီးကြီးကျယ်ခဲ့တာဘာလို့လဲဆိုတော့ရေဒီယိုဆိုတာအိမ်မှာအသေးထားရတဲ့စက်ပစ္စည်းတွေဒါတော့ပတ်စံရှိတဲ့လူတွေပဲထားနိုင်ကြတာပါအဲ့ရေဒီယိုလေးကအခုကဘာကြီးကိုအကောင်းဆုံးတော့ရတာနေပညာဖန်တီးထုံးလုံးဖြန့်ချီပြီး Sony Empire ကြီးရဲ့မိုးလာဇက်မြက်ဖြစ်လာပါတယ်လူတော်များများစိတ်တကြငီးနေကြတဲ့အချိန်မှာအဲ့လူငယ်နှစ်ယောက်ကအိမ်မက်အကြီးကြီးကိုမှတ်ခဲ့ပြီးတော့ဇွေးရှိစူးစမ်းခဲ့ကြလို့အခုအခြေအနေထိရောက်ရှိနိုင်ခဲ့ကြတာပါကျွန်တော်တို့နိုင်ငံမှာလည်းစိတ်တကြစရာတွေနေ့စဉ်ဒူးနဲ့ဒီပေါ်များနေပြီမဲ့တိုးတက်အောင်မြင်နေတဲ့လူငယ်တွေအများကြီးမှအများကြီးပါပဲဆိုတော့ brother ကိုကျွန်တော်မေးချင်တာကတကယ်အောင်မြင်ချင်လားဒါမှမဟုတ်ဒီတိုင်းဘဝကိုစားစရာရှိတာလေးစားတောက်စရာရှိတာလေးတောက်ပြီးအချိန်ကုန်ချင်သလားစဉ်းစားပါဘာလို့ရမလဲမသိရင်အခုခက်မှာလက်ထဲကဖုန်းတစ်လုံးနဲ့အောင်မြင်နေတဲ့လူတွေအများကြီးတွေ့ဖို့ကြမယ်ထင်ပါတယ်ဆိုတော့ခက်စနစ်ရဲ့အခြေအနေတွေကိုအပြစ်တင်ပြီးအရှုံးသမားဘဝကိုရွေးချယ်မလားဒါမှမဟုတ်ဒီအဝီစီတွင်တွေကနေရုံထွက်မလားစဉ်းစားပါစင်ချီတွေပတ်ရှာနေမယ်ဆိုရင်ဒီပဲဝင်သွားပါလိမ့်မယ်ပတ်ထားပါ brother ကအောင်မြင်ဖို့ဝေးပွားလာတာပါဟိုးအမြင့်ဆုံးထိပြန်တန်းလိုက်ပါချင်းပြင်းတဲ့ဟာခါမျိုးကကောင်လေးတယောက်ကကမ္ဘာချန်ပီယံဖြစ်နေတယ် brother လည်းမဖြစ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး The Story Studio Channel ပါ Thank you for watching see you soon